မင်္ဂလာပါရှူလာရပိုင်းစာပြီးပြောဝဲမျိုးနဲ့ကြိုဆိုပါရခင်ဗျာ တော်တော်တုံမှထွက်တယ်။တန်ရတာဟောနေနည်းနည်းလေး ကျွန်တော်တို့အကြတော့ဒီဘင်းလေးကိုပတ်တောင်းဘက်ကိုစစ်စစ်ပြုပြင်ပြမှာပဲဖြစ်ပါတယ်ခင်ဗျာဒီတုံမျိုးဆိုင်ကဆွဲလိုက်မပြီးတဲ့အပိုင်းကိုစစ်စစ်ပြုပြင်ပေးမှာပဲဖြစ်ပါတယ်ဒါနဲ့ကျွန်တော်တို့ဒီပစ္စည်းတွေကိုတည်တည်ကြကြလေးဖြုတ်တယ်ပေါ့နော်ပစ္စည်းတွေဖြုတ်တဲ့နေရာမှာတည်ကြဖို့လဲလူတွေစနစ်တကျလေးဖြုတ်လို့နော်ဒီမှာတွေ့ပြီပေါ့နော်ကာဗန်ရှူးတွေကုန်ပြီးတော့စားနေလို့ဆိုင်ကတုံညာပေါ့နော်မပြီးတဲ့ပြဿနာပြီးရှောင်းလုံးမိုးတွေquality တွေပေါ့နော်အဲ့ဒါတွေကလည်းဒီပြောင်းမြန်နေထည့်ထားရပေါ့နော်ပြောင်းမြန်နေထည့်တာနဲ့တော့ထူးထူးခြားခြားပြောင်းလဲတော့မရှိဘူးပေါ့နော်ဒါပေမဲ့ station စနစ်တကျလေးသူ original တိုင်းလေးတက်ဆင်ပြီးတော့ကောင်းတာပေါ့နော်ချူးတွေဆိုရင်ဒါတွေဆိုရင်ဝယ်တဲ့မစစ်တာပေါ့နော်အဲ့ဒါကျွန်တော်အနေနဲ့ cycle တွေကို clip wing တွေ auto wing တွေစီးမယ်ဆိုရင်တည်တည်ခြားခြားစနစ်တကျလေးစစ်စစ်ပြုပြင်ဖို့လိုလဲ6လတစ်ဖြစ်လောက်ပေါ့နော်တလက်စားလည်းကျွန်တော်လေးစစ်ပါဖြည့်စစ်ပေးလိုက်ပါတယ်လေးစစ်ရဆိုရင်လည်းဒီမှာနော်ခါပြီးတော့သူမှုတ်တုံတာပေါ့နော်ဒီမှာတော်တော်ကြာနေပေါ့နော်ဖုန်နေဆိုရင်ဒါအသေးရောများပြီးဒါမျိုးတွေဆိုရင်မလုပ်တင်ဘူးပေါ့နော်40ကီလို6000တိပဲအများဆုံး300ပါတယ်ပြတ်လို့ရှိရင်လည်းသုံးလို့မရပါဘူးတစ်ခါတည်းပဲအတလဲလဲရဖြစ်ပါတယ်ကျွန်တော်ဒါနဲ့ရှူးလေးတွေကို original ရှူးလေးတွေဝယ်ထည့်တယ်40တွေ original တထုပံကားတွေရှောက်လုံးမောတွေပတ်တားတွေကိုအားလုံးကို original အတိုင်းပဲပြန်လဲဖြည့်တယ်ပဲပြီးတော့တလက်စားတဲ့ရှေ့ရှူးကိုလဲပြီးလိုက်ပါခင်ဗျာဘောတွေကိုလည်းကျွန်တော်တို့တင်တန်းသားဖြစ်တဲ့အတွက်ဒီဒီရှာလေးစနစ်ကြလေးသူတို့တင်ပြပြီးတော့ဒီဒီရှာလေးတက်ဆင်ပေးလိုက်ပါတယ်ခင်ဗျာဒါဆိုရင်တော့အင်ဂျင်ဆိုင်ကဆောက်ဝယ်လာတော့လို့ထဲတဲ့ quality တဲ့ performance အပြည့်ပြန်ရမှာပဲဖြစ်ပါတယ်ခင်ဗျာပတ်တောင်းဘက်ကိုလည်းလေကန်းလေးရှိလို့ရှိရင်တိတိကျကျတက်နေချင်းချင်းလေးလုပ်ပြီးတော့ထည့်ပါခင်ဗျာဒါဆိုရင်ပတ်တောင်းကိုလည်းအတဲလေးပေါ့နော်နံပါတ်လေးရကိုယ်ဘက်မှာလှည့်ပြီးထည့်လို့ရှိပို့အကောင်းဆုံးဖြစ်ပါတယ်ခင်ဗျာဒါတွေကျွန်တော်တို့အခြေခံအပိုင်းကြီးဖြစ်ပါတယ်ခင်ဗျာဒါလေးတည်တည်ချာချာတက်တဲ့ဆရာတွေကတော့လွယ်မှာပေါ့နော်ဒါကျွန်တော်အနေနဲ့တွေ့ကြုံဖို့ဒီတော့တခုကိုတက်ဆင်ပေးလိုက်တာဖြစ်ပါတယ်ဒီမှာ40လေးကိုလည်း original 40လေးရွေးချယ်ပေးလိုက်ပါတယ်ဗျဖုန်းတွေကိုလည်းတည်တည်ချာချာတက်တက်ချင်းချင်းလေးစေးကြောပြီးတော့မှထည့်ပေးလိုက်ပါတယ်ခင်ဗျာဒီပတောင်းဘက်တွေဆိုရင်လည်းတီလေးနဲ့ကြက်တာအကောင်းဆုံးပဲပေါ့နော်ဒါဆိုရင်ကျွန်တော်တို့စမ်းစီကြည့်ရပါတော့ကျွန်တော်ကိုယ်တိုင်ပဲစမ်းစီကြည့်ပါတယ်ဗျအဆင်ပြေပါတယ်အားလုံးလည်းဒါမှနောက်ပြိမိတာလေးအားနေလို့ပြန်ချက်ပြီးတော့ပိမှန်ရှင်တွေပြန်လဲစီခိုင်းလိုက်ပါဗျအခုလိုလာရောက်အားပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ဗျအဆက်ဆက်အေးရလိုအပ်ခဲ့လို့ရှိရင်ကျွန်တော်တို့ချူလာရောက်အရပိုင်းစာပဲပြောဝဲမျိုးလာရောက်ခဲ့ဖို့လည်းဖိတ်ခေါ်ပါတယ်ခင်ဗျအော်တိုဘိန်းနေမဟုတ်ဘူးဘိန်းတော်တော်များများကိုလည်းအရပိုင်းဘိန်းတော်တော်များများကိုလည်းစာပေးပေးပါတယ်ဗျလာရောက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်ဖုန်းနံပါတ်လေးလည်းရှာပေးပါထားပါတယ်ဗျလိုအပ်တာရှိလို့ရှိရင်မတိတာများတာရှိလို့ရှိရင်လည်းကျွန်တော်တို့လာရောက်ခဲ့ဖို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျကျွန်တော်တို့မှနမောက်လမ်းခွင့်မှာလည်းဆိုင်နှစ်ရှိတရဖြစ်တဲ့အတွက်ကြောင့်နီးစပ်ဆိုင်မှာလည်းစစ်စစ်ပြုပြင်နိုင်ပါတယ်အဆုံးထိကြည့်ပြီးတော့ကျေးဇူးပါ